လမ်းပေါ်မှာမတော်တဆတွေ့လိုက်ရတဲ့သူကကို့အမေနဲ့ရုပ်ချင်းတထေရတဲ့တူနေပေမဲ့တင့်ကိုမသိဘူးလို့ညင်းဆိုလာရင်တင်ဘလို့တုံ့ပြန်မလဲဒီနေ့ရဲ့ကန်ဆိုးသူမောင်ရင်ကတော့စူကြည်ပါပဲအစီအစဉ်ကနေမှာရှိတဲ့စူကြည်ရဲ့အမေကိုလှုပ်ဝက်ဆက်သွဲပြီးရန်ကုန်ကိုခေါ်လာခဲ့ပါတယ်ပြီးတော့အနှဲငယ်ပြုပြင်မိတ်ကပ်လိမ့်တွေကစူကြည်ရုံးခန်းအပြင်ဘက်မှာစောင့်ခိုင်းထားခဲ့ပါတယ်ဒါပေမဲ့စူကြည်ကရုံးဆင်းလာတဲ့အခါသူ့အမေရင်ခောက်ကိုလုံးဝသတိမထားမိပဲကြော်သွားခဲ့ပါတယ်ဒါကြောင့်အဖွဲ့သားတွေကစူကြည်အိမ်ပြန်နေကြလမ်းဘက်ကိုအမေဖြစ်သူကိုထပ်လွတ်လိုက်ရပြန်ပါတယ်အမေဖြစ်သူကစိတ်လှုပ်ရှားစွာနဲ့စောင့်နေရင်နောက်ဆုံးမှာတော့စူကြည်ပေါ်လာခဲ့ပါပြီအဝေးကနေမြင်လိုက်ကလေးကစူကြည်ကတော့သူ့အမေရန်ကုန်ကိုအလဲလာတဲ့ထင်ပြီးဝမ်းသာအားရဖြစ်နေတာပါဒါပေမဲ့အမေဖြစ်သူကတော့ဘာမှမသိတယ်လို့ကြောင်ကြည့်နေပြီးနှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်မယုံနိုင်တယ်လို့နဲ့ဦးကြောင်ဖြစ်နေကြပါတယ်အမေဖြစ်သူရဲ့တရုပ်ဆောင်ချက်ကတော့တကယ်ကိုအော်စကာဆုပေးရလောက်ပါတယ်ကိုသားရင်းကိုရှေ့တင်တွေ့နေတာတော့အပြုံးမပြတ်ပဲလုံးဝကြီးကိုညှင်းလွတ်နေတာပါစူကြီးကိုမသိဘူးလို့ပဲတောက်လျှောက်ညင်းနေတော့စူကြီးတယောက်ကိုတောင်ပြန်တန်တရားဝင်လာပါတယ်သူမကတော့သူမရဲ့ခင်ပွန်းအလုပ်စင်းတာကိုစောင့်နေတာဖြစ်လို့သူ့ခင်ပွန်းအထင်မလွဲအောင်အမြန်ထွက်သွားဖို့စူကြီးကိုမောင်းထုတ်ပါတော့တယ်အမေဖြစ်သူကတစ်ဖက်ကိုရှောင်ထွက်သွားတာတောင်စူကြီးကတော့မယုံနိုင်သေးပါဘူးဒါကျွန်တော်အမေအစ်စ်ပါပြလို့ပဲတွတ်ပြောနေပါတော့တယ်စူကြီးလဲဒါငါအမေရဲ့ခွဲခွာနေရတဲ့အမွှာညီမများလားဒါမှမဟုတ်တခြားကဘာတစ်ခုကိုရောက်သွားတာလားဆိုပြီးတွေးမိနေလောက်ပါပြီနောက်ဆုံးမှာတော့ဒီအမျိုးသမီးကငါအမေထက်တောင်ငါအမေနဲ့ပိုတူနေသေးတယ်လို့ထင်သွားရတဲ့အထိဒီအစီအစဉ်ကတော့တကယ်ကိုအောင်မြင်သွားခဲ့ပါတယ်ဗျာ